ချိန်ကဒီလိုလုံးရအားကြရတဲ့ဖြစ်တော့တယ်။အားအရာအားလုံးဆုံးရှုံးပတ်ပြီးနေရတယ်။ငါနှစ်ကြမှာအကျဉ်းဆုံးတဲ့အချိန်နောက်သားတဲ့ဘဝနဲ့တွေ့ရတဲ့အခါစီးဟိုဟာသူ့ဘာကာဝယ်ပြီးကိုညှက်လိုက်တာ။ဒီမရဲ့ပေါင်းမိုက်နေတဲ့အနာဂတ်ကိုလည်းဒီကိုနောက်ဆုံးစက္ကန့်ပိုင်းတွေမှာရောက်လာတဲ့စီးဟိုရဲ့လက်စားချင်မှုကဘယ်လောက်ထိလဲ။ကိုရကောင်တယောက်ကိုကေတင်တဲ့အခန်းကိုကြည့်လိုက်ရအောင်။ CEO ကြီးဟာပထမဆုံးတွေ့လိုက်ရတဲ့အချိန်မှတင်အချစ်ဦးဖြစ်ချစ်မိသွားခဲ့တယ်။စင်ဘော်ကထူးချွန်ချသူလေးဟာကိုကိုယုံကြည်မှုအပြည့်ရှိနေပြီးတောက်ပပြီးဆွဲဆောင်မှုရှိလွန်းတာကြောင့်သူ့မျက်လုံးတွေကသူမစီမှာပဲဆွဲမြင်နေခဲ့တယ်။ဒါပေမဲ့ CEO တခုခုမလုပ်နိုင်ခင်မှာပဲသူ့စီကိုရုတ်တရက်တင်းတခုရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့သူ့အဘိုးလေးရဲ့မတော်တဆဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘုံမိတ်ဆိုင်ပြဿနာတွေကြောင့်မိသားစုအတွင်းမှာချက်ချင်းဆိုလိုရုံရင်းဆန်ခတ်တွေဖြစ်ကုန်ကြပါတယ်။မထွက်ခွာခင်မှာသူဟာစားတစ်စောင်ရေးပြီးပန်းစည်းထဲမှာထည့်ထားခဲ့ပါတယ်။အဲ့ဒီစားထဲမှာတော့အဲ့ဒီကောင်မလေးကိုသူမရဲ့အိမ်မက်တွေကိုတတိရှိရှိအကောင့်ထဲပေါ်ဖို့သူကအားပေးခဲ့တယ်။မျက်နှာတစ်ခါအတွင်းမှာပဲ9နှစ်တာအချိန်တွေကုန်ဆုံးသွားခဲ့ပါပြီ။ CEO ဟာနောက်ဆုံးမှာတော့မိသားစုပဋိပက္ခတွေကိုဖြေရှင်းနိုင်ခဲ့တယ်။သူ့ကိုအံ့ဩသွားစေတာကသူပြန်ရောက်တဲ့ပထမဆုံးနေ့မှာတင်သူ့နှလုံးသားကိုတစ်ချိန်ကခိုးယူသွားခဲ့တဲ့ကောင်မလေးနဲ့ပြန်ဆုံးခဲ့ရတာပဲဖြစ်ပါတယ်။သူမကသူ့ဘေးကနေဖျက်လျှောက်သွားချိန်မှာသူမရဲ့နွယ်ထွေးမှုကသူ့မျက်နှာကိုခပ်ဖဖလေးထိတွေ့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့နှလုံးသားဟာလုံးဝကိုထိန်းချုပ်မရအောင်ဖြစ်သွားခဲ့ရတာပေါ့။ဒါပေမဲ့မကြခင်မှာပဲတခုခုမားနေပြီဆိုတာကို CEO တတိထားမိလိုက်တာကကြားပြီးရင်အောင်ရင်တဲ့ဘဝကိုပိုင်ဆိုင်ရမယ်မိန်းကလေးဟာအခုတော့နွားလျာပြီးရုန်းကန်နေရတဲ့ပုံစံပေါက်နေလို့ပါ။သူမသိခဲ့တာကလွန်ခဲ့တဲ့9နှစ်သူထွက်သွားပြီးနောက်မှာချမ်းသာတဲ့အတန်းပေါ်ထပ်ပိုးပြီးထူးချွန်နေတာကြောင့်ဒီမိန်းကလေးဟာအညိုအသေးခံခဲ့ရတယ်ဆိုတာပါပဲ။အဲ့ဒီအတန်းပေါ်ကသူမရဲ့လက်ကောက်ကိုခိုးပါတယ်ဆိုပြီးလူပုံအလဲမှာဆွဆွဲခဲ့ပါတော့တယ်။မိန်းကလေးကဘလို့ပဲညင်းဆွဆွဲမှုတွေကရပ်မသွားခဲ့ပါဘူး။ဆရာတယောက်ကကြားဝင်ပြီးအခြေအနေကိုထိန်းလိုက်ပေမဲ့မကူညီတဲ့အပြင်ဒီကိစ္စကမိန်းကလေးကိုပို့ဆိုးတဲ့အိမ်မဆိုးတဲ့ကိုတွန်းလိုက်တယ်လို့ချက်သွားခဲ့ပါတယ်။ဒီမျိုးမှာသူမကိုထောက်တံ့ပေးမဲ့သူမရှိဘူးဆိုတာသိလို့ဆရာကသူမကိုဖိအားပေးခဲ့တယ်။မိန်းကလေးကလည်းကိုကာကွယ်ဖို့ပြင်းပြင်းထန်ထန်ပြန်လဲခုခံခဲ့ပါတယ်။အစီအစဉ်မအောင်မြင်တော့တဲ့အခါဆရာကစကားတွေကိုလွှဲဖျားပြီးသတင်းအမှားတွေလွှင့်ခဲ့ပါတယ်။သူမမှာမကောင်းတဲ့ရည်ရွယ်ချက်တွေရှိပြီးပြည်ထန်ကနေမတရားရှောင်တင်းဖို့ကြိုးစားနေတယ်လို့ပြောခဲ့တယ်။ဒီလိုပဲတစ်ချိန်ကနာမည်ကြီးခဲ့တဲ့ထူးချွန်ကျောင်းသူလေးဟာအရာအလုံးကိုဆုံးရှုံးခဲ့ရတယ်။သူမရဲ့တောက်ပတဲ့အနာဂတ်ဟာလည်းမှောက်မိုက်သွားခဲ့တယ်။သူမဟာအလုပ်ကောင်းကောင်းမရှာရဘဲနောက်ွယ်မှာအလုပ်ချမ်းတွေကိုပဲလုပ်ခဲ့ရတယ်။ဒီနေ့မှာတော့သူမဟာအလုပ်ပွဲတစ်ခုကိုအလောတကယ်သွားခဲ့ရတယ်။အဲ့ဒီမှာဘာကိုသိလိုက်ရတယ်လဲဆိုတော့အဲ့ဒီလူတွေဟာသူမရဲ့အတိတ်ကဆရာနဲ့ပတ်သက်နေသူတွေဖြစ်နေတယ်ဆိုတာပါပဲ။လူတွေကသူမနောက်ကိုလိုက်လာတာကြောင့်ဘယ်ကိုပြေးရမှမသိပဲထွက်ပြေးခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲသူ့ဘဝရဲ့အလင်းရောင်ကိုမြင်လိုက်ရတယ်။မိန်းကလေးက CEO ရဲ့ရင်ဝင်တွေကိုအချိန်နဲ့ဝင်တိုက်မိသွားချိန်မှာသူမဘယ်လောက်တောင်ခောက်လက်နေတယ်လဲဆိုတာကိုမြင်ပြီးထိုလူရဲ့နှလုံးသားဟာရက်တက်လူနီးဖြစ်သွားခဲ့တယ်။ CEO ကချက်ချင်းပဲသူ့ရဲ့ jacket အင်ဂျီကိုချွတ်ပြီးသူမကိုခြုံလိုက်ပါတယ်။မိန်းကလေးကသူ့ကိုတွန်းထုတ်ပြီးသူမမှာရီးစားရှိသွားပြီဆိုလို့ပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီရီးစားကတကယ်အရေးပါသလားဆိုတာကို CEO ကဂရုမစိုက်ခဲ့ပါဘူး။ညဘက်ကြီးမှာသူမကိုအန်ဒီရတွေကြားတယောက်သေးဘလို့ပြစ်ထားနိုင်မလဲ။သူ့ရဲ့ jacket ကိုပြန်ပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူမရဲ့စက်တွေရလိပ်စာကိုသူရယူခဲ့တယ်။သူကစိုးရင်စိတ်ကိုမချက်တဲ့နှကောင်သူမနောက်ကိုတိတ်လိုက်သွားခဲ့တယ်။အဲ့ဒီမှာပဲသူမကအရန်ကိုနွမ်းပါတဲ့အင်္ဂလန်ကြားတစ်ခုမှနေလာကိုတွေ့သွားခဲ့ပါတယ်။သူမရဲ့ဘဝဟာသူထင်ထားတာတဲ့အများကြီးပို့ပြီးခက်ခဲနေခဲ့တာပါ။နောက်နေ့မှာတော့မိန်းကလေးက jacket ကိုလာပြန်ပေးပြီးသူ့ကိုထပ်ပြီးကျေးဇူးတင်စကားပြောခဲ့ပါတယ်။အဲ့ဒီလူကပပနတ်နဲ့ပဲသူမကိုအတင်းဝေဖို့ဖြစ်ခေါ်ခဲ့ပါတယ်။အထက်ရောက်တဲ့အခါနိုင်ငံတလုံးလုံးအဖြစ်ရှိနေတဲ့စာအုပ်တွေကိုကြည့်ပြီးသူမအံ့ဩသွားခဲ့ပါတယ်။အဲ့ဒီစာအုပ်တွေကသူမရှာနေပြီးမဲ့ဘယ်တော့မှမရှာတွေ့ခဲ့တဲ့စာအုပ်တွေကြီးပါပဲ။ဒါတွေကိုသူကအားလုံးပြင်ဆင်ပေးထားတာပါ။ဘာဖြစ်လို့လဲဆိုတော့သူမရဲ့အိမ်မက်ကသတင်းတင်ဆက်သူဖြစ်ဖို့ဆိုတာသူသိနေလို့ပါ။သူမဘာကြောင့်အဲ့ဒီအိမ်မက်ကိုအကောင့်ထဲမဖော်နိုင်ခဲ့တာလဲဆိုတာသူနားမလည်နိုင်ဖြစ်သွားခဲ့ပါတယ်။အသေးစိတ်စုံစမ်းပြီးတဲ့နောက်မှာ CEO ကသူမကလို့လုပ်နေတဲ့ကုမ္ပဏီကိုဝယ်ယူ take over လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အလုံးမှာသူမနဲ့ပိုနီးကနိုင်ဖို့ပါ။မိန်းကလေးကတော့သူမရဲ့အတိတ်ကဆရာကိုတောင်းပန်ဖို့ဖိအားပေးခံနေရတယ်။ဒါကြောင့်ဖြစ်နေနေသူမဟာတယောက်တည်းမယုံထွက်နိုင်တဲ့အခြေအနေတွေကိုတွန်းပို့လိုက်ခံခဲ့ရတာပြန်ပါတယ်။အခြားတစ်ဖက်မှာတော့ CEO ကပထမဆုံးချိန်စစ်စစ်ကိုရောက်လာခဲ့ပါတယ်။ကုမ္ပဏီကိုလွှဲပြောင်းရယူပြီးတဲ့နောက်မှာသူမကိုမတွေ့တဲ့အခါတခုခုမားနေပြီဆိုတာချက်ချင်းသိလိုက်ပါပြီ။မိန်းကလေးဟာအခန်းတစ်ခုထဲမှာပိတ်လောင်ခံနေရတယ်။အတိတ်ကိုထပ်ပြီးအဖြစ်မခံကြတော့တာကြောင့်သူမဟာကြောက်ရွံ့မှုထက်တိတ်ခါကိုရွေးချယ်ပြီးပရင်းတောင်နားမှာမတက်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲ CEO ကရဲဟင်းတစ်ဖောက်လို့ဝန်ကနေဝင်လာပြီးသူမကိုဆွဲခေါ်သွားတယ်။နောက်ဆုံးစက္ကန့်ပိုင်းအလိုမှာရောက်လာခဲ့ပြီးလူအလုံးအခန်းထဲကိုပြန်ရောက်တဲ့အခါမှာသူမကိုထပ်မံကယ်တင်နိုင်ခဲ့ပါတယ်။သူတို့အားလုံးဟာမြင်လိုက်ခဲ့မြင်ကွင်းကိုကြည့်ပြီးအံ့ဩသွားကြပါတော့တယ်။